အားလုံးပဲမင်္ဂလာပါကျွန်တော်တော့အောင်ဖြစ်ပါတယ်ကျွန်တော်အခုလုပ်ပြမှာကဗာလဲဆိုတော့မီဒီယာထိုင်းနေအင်ဘာလာတိုက်ကိုကျွန်တော်အမောင်းလုပ်ပြမှာပါတယ်ဒီမှာသူ့ရဲ့ remove ဒါကကြတော့တက်ခဲပေါ့ဗျာနော်ဒါကကြတော့ remove ထိုင်ပေါ့ဒါကြောင့်ကျွန်တော် chronicle ပေါ့ဒီကောင်ကကြတော့ဗာနဲ့သွားဆင်နေဆိုကျွန်တော်တို့ဒီဒီပေါ်သားကြတော့ကျွန်တော် line လေးနဲ့သွားဆင်ဒီမှာတော့အပေလေးမခံဘူးပြေးပြီးတော့ဒီလေးပဲပြေးပြီးဒီမှာတော့ကင်နေရโอเคဒါကတော့ကျွန်တော်တို့အတွင်းပိုင်းဝိုင်းပိုင်းလည်းမဆိုးဒီကောင်းအောင်ပေါင်းရတယ်ကျွန်တော်တို့ကတော့ကြည့်မယ်စက်တာလည်းမဆိုးမိုက်တယ်sorry ကျွန်တော်မပြောလိုက်တယ်ဒါကတော့အင်လိုကပ်ပေါ့တော့ display ဒီကောင်မကြတော့ဘာထူးကြတာလဲဆိုတော့ဒီကောင်ကကြတော့ထိုင်းမိမှာသူက model 2မျိုးလာတယ်ကျွန်တော်တို့ Eco ED2 နဲ့ AI Eco Master နဲ့ကျွန်တော်တို့အောက်ပုံစံတော့အတူတူပဲအင်လိုပဲကွာအောင်ပါအင်လိုမှာကြတော့သူကမျက်နှာစာကွာမယ်ကျွန်တော်တို့ဒီမှာဘာတစ်ခုကွာလဲဆိုတော့ဒီ AI ဆိုတဲ့ AI Eco Master လေးကွာတယ်ဒီ model မှာဒီ model ကတော့နောက်ထွက်တဲ့ model ပိုကောင်းတာပေါ့ကျွန်တော်တို့ Eco ED2 ကအရင်ထွက်တဲ့ model ဒါကြတော့နောက်ဆုံးထွက်တဲ့ model ထိုင်းမိမှာတော့ model 2မျိုးလာတယ်အော်တိုကတော့ပုံစံအတူတူပဲ design အတူတူပဲအင်လိုပဲကွာသွားတာကျွန်တော်တော့ကြိုက်တယ်ဒီကောင်ကိုကြိုက်တယ် AI Eco Master အဲ့တော့ဆိုလိုချင်တာကတကယ်လို့ဒီ time mate တွေကိုအားပေးနေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာအားပေးလို့ရပါတယ်